လီရေဒီမှာကြည့်ပါဦးအော်လီကိုညီလန်းချောင်းနေတယ်လက်ပြန်လေးတို့ကတော့အိုလီနဲ့ညီညီတို့ဟာသူတို့ရဲ့တငယ်ချင်းတွေနဲ့တွေ့ဖို့အတွက်ပြည်လည်စင်းတွေတစ်လျှောက်မှာအတူကူးခတ်နေကြတဲ့ကွယ်အဲ့ဒီလိုကူးခတ်နေကြတော့မှပဲအိုလီကွန်ပိုင်းလေးတစ်ပိုင်းဟာတဖြည်းဖြည်းချင်းနဲ့ရွေ့လျားနေတာကိုညီညီကရုတ်တရက်မြင်လိုက်တဲ့ကွယ်အော်လီရေဒီမှာကြည့်ပါဦးအော်လီကိုညီလန်းချောင်းနေတယ်ဟုတ်သားပဲ